နာမည်မရှိတဲ့သူနာမည်တက်ပေးလိုက်တာကိုခလောင်းနေရမေးပြီးတော့ကိုတို့ဆိုတဲ့ကောင်အပွဲပွဲနှွှဲလာတာတော့ရမှန်တော့နေမှာငါคนละแค่มือละแค่มือเย็นดีละเย็นดีละละแค่มือเจ้าเนี่ยเย็นดีละဘောဘောပဲရေးလိုက်ပြီဒီနေ့တဲ့လို့အာလို့ဟောကျုံးနေကြတာပဲကျုံးခံနေရတာပဲမှန်တော့လေကွာအတာပဲလားအမှတ်ကတစ်ထောင်ပဲလားအဲ့လောက်ပဲကောင်းဘူးလားဒီအားမနေခဲ့တဲ့ကလေးတော့အားမနေအပြူကြီးလေးစီပဲတဲ့လောမောတွေနေညာကျေးဇူးများကြီးပါတယ်အစိတ်တဲ့ကလေးကျေးဇူးများကြီးပါတယ်โอ้ยมีภาษาไทยมาเขียนมาด้วยโอเคอ่านได้ทันนะคะเดี๋ยวอ่านทีหลังนะคะเดี๋ยวปล่อยคนนี้ให้ได้ก่อนตัวได้จ้ะตัวได้ครับตัวไหนขอบคุณมากครับคุณรู้ภาษาไทยเนี่ยคุณรู้ว่าแค่ได้บ้างแล้วနာဘူးဒီလိုရှုံးပေးလိုက်တော့ဒီလိုရောဘူးကြလေဦးဒီလုံးတနာမနော်မျက်နှာနဲ့ကျွန်တော်ကိုကြီးလာပေါ့မောင်လေးလားမနော်စပြီးတော့မှစစ်တော့မှကျွန်တော်အတက်ကအဲ့တော့မှကျွန်တော်အတက်က17နှစ်အော်တာမလို့ရှုံးပေးတော့တန်းတော့အဲ့လောက်မလုပ်ရဘူးနာဘူးလို့ပါလေအဲ့နာဘူးလုံးပါအဲ့နာဘူးထားပဲကိုကိုအဲ့နာဘူးထားပဲအဝါရောဟာဒီလိုတော့ပါလားဘာလို့တော့နာဘူးဘာလို့ပါလောပါလောပါနာဘူးတော့ဟိုဘက်ကကောချင်တဲ့ကိုဘေးပြီးပူတော့ဆင်းလို့လို့ပဲဟာဆင်းလို့လို့ကိုကောင်းတာကိုကောချင်တဲ့နော်ကျွန်တော်နိုင်ဘူးဘယ်လိုလဲဒီအော်ဒီလိုလဲဒီပါဒီပဲကိုထွားရှုံးညစ်ပတ်တယ်တဲ့ဟာလားဒီဆိုဝကျေးဇူးပါမလေးကျေးဇူးပါအသေးပုံလေးထောက်ပေးပါဦးအသေးပုံလေးထောက်ပေးပါဦးကိုထွားရှုံးရင်ပြည့်တော့တဲ့ဘယ်ကိုထွားရှုံးရင်ပြည့်တော့မချွတ်မရင်ဝင်တယ်ဟုတ်လားဟုတ်တယ်မမအားနေရတော့လာခဲ့မယ်ကိုလာခဲ့မှာပြန်တက်ဘလောက်ရှိပြီလဲ26ကျမတက်ဘလောက်ရှိပြီလဲသိလားကျမတက်ကိုထွန်းလေဒီရှောင်းပေးလိုက်တော့ချုပ်ပေးလိုက်ပြီချုပ်အာ